Mars ဂျိုပေါ်မှာပဲမြင်တွေ့ခဲ့ရတဲ့ထူးထူးဆန်းဆန်းအရာများမြန်မာအခေါ်အဝေါ်အင်္ဂါဂျိုဆိုတာစိတ်ဝင်စားဖို့ကောင်းတဲ့လှုပ်ဝက်ချက်တွေနဲ့ပြည့်နေနေတဲ့အနီရောင်ဂျိုတစ်လုံးဖြစ်ပါတယ်အခုတည်းကသက်ရှိတွေရှိနေပြီဆိုတဲ့ခိုင်မာတဲ့အထောက်အထားမတွေ့သေးပေမဲ့အာကာသယာဉ်တွေကပို့ပေးတဲ့ဓာတ်ပုံတွေထဲမှာတော့လူပေါင်ယုံနဲ့တူတဲ့ကြောက်တုံးတွေကနေစလို့လေထဲမှာပြန်ဝဲနေတဲ့ဇွန်ကြီးကြီးတွေအထိထူးထူးဆန်းဆန်းအရာဝတ္ထုတွေကိုအများကြီးတွေ့ထားရပါတယ်ဒါကြောင့်ဒီနေ့မှာတော့အင်္ဂါဂျိုရဲ့မျက်နှာပြင်ပေါ်မှာရှာဖွေတွေ့ရှိခဲ့တဲ့ထူးဆန်းဆုံးနဲ့အံ့ဩစရာအကောင်းဆုံးအရာတွေကိုဘူတုဒအဖြစ်ပြောပြပေးသွားမှာဖြစ်ပါတယ်။ကဲဒါဆိုအင်္ဂါဂျိုပေါ်မှာဘယ်လိုမျိုးထူးဆန်းတဲ့အရာတွေရှိနေလဲဆိုတာကျွန်တော်တို့နဲ့အတူတူဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလေ့လာကြည့်အောင်နော်။နံပါတ်1တင်ပါးကြားကအကြောင်းနဲ့တူတဲ့ကြောက်တုံး2021ခုနှစ်ဖေဖော်ဝါရီလတုန်းက NASA ရဲ့ Perseverance rover လေယာဉ်ကအင်္ဂါဂျိုပေါ်မှာဓာတ်ပုံတွေရိုက်နေရင်းနဲ့လဲမှာအကြောင်းကြီးပါတဲ့ပေါင်းဖောင်းအီကြောက်တုံးကြီးတစ်ခုကိုမှတ်တမ်းတင်မိခဲ့ပါတယ်။အဲ့ဒီဓာတ်ပုံကို software engineer Kelvin Gay ကမြင်သွားပြီးတင်ပါးကြားကအကြောင်းနဲ့တူတဲ့ကြောက်တုံး Baccarat Rock လို့နာမည်ပေးက X စာမျက်နှာပေါ်မှာတင်လိုက်ရာကနေလူပြောအများဆုံးပြက်လုံးတစ်ခုဖြစ်သွားခဲ့ပါတယ်။အင်္ဂါဂျိုလိုဝေးလံလာတဲ့နေရာကကြောက်တုံးတစ်လုံးကိုတောင်ဒီလိုဟာသားညံလေးနဲ့နာမည်ပေးနိုင်တာကတော့တကယ်ကိုချီးကျူးစရာကောင်းပါတယ်။ရဲတော့အာကာသစူးစမ်းလေးလာရေးမှာဒီလိုရဲစရာမောစရာလေးတွေရှိနေတာကလည်းစိတ်ဝင်စားမှုကိုပိုပြီးတိုးပွားစေပါတယ်။နံပါတ်2အေယာမဇွန်ကြီးဒီတစ်ခါမှာတော့အေယာမဇွန်ကြီးအကြောင်းကိုပြောပြပေးခြင်းပါတယ်။တကယ်လို့ Elon Musk ကကျွန်တော်တို့ကိုအင်္ဂါဂျိုပေါ်ပို့ပေးတဲ့ခါကျရင်ထမင်းစားဖို့ဇွန်တွေခရင်တွေထုတ်ပိုးသွားစရာမလိုတော့ဘူးထင်နေဗျ။ဘာလို့လဲဆိုတော့အင်္ဂါဂျိုပေါ်မှာဇွန်အကြီးကြီးတွေရှိနေလို့ပါ။2015ခုနှစ်တုန်းက Curiosity rover ယာဉ်လေးဟာအင်္ဂါဂျိုရဲ့မျက်နှာပြင်ထက်မှာလေထဲပြန်ဝဲနေတယ်လို့မျိုးဖြစ်နေတဲ့ဇွန်ကြီးကြီးတစ်ခုကိုဓာတ်ပုံရိုက်ကူးနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာလေနောက်ထပ်ဇွန်တစ်ချောင်းကိုထပ်တွေ့ခဲ့ရပြန်ပေမဲ့ဒီတစ်ခါတော့လေထဲမှာပြန်မနေပဲအရင်တစ်ခုတည်းပိုသေးပါတယ်။စိတ်မကောင်းစရာကတော့ဒါတွေဟာတကယ်ဇွန်အစ်စ်တွေမဟုတ်ပဲပုံသဏ္ဍာန်ချင်းတထရာတည်းတူနေတဲ့ကြောက်တုံးနေတာဖြစ်တယ်လို့သိပ္ပံပညာရှင်တွေကဆိုပါတယ်။နံပါတ်3 Plastic 8ဒီတစ်ခါမှာတော့အင်္ဂါဂျိုဘောက plastic စအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ဒီအရာကတော့ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာမြေကြီးကို plastic တွေအမိုက်တွေနဲ့ညဉ့်ညမ်းအောင်လုပ်ခဲ့တာအားမရသေးပဲခုတော့တခြားဂျိုတစ်ခုကိုပါထပ်ပြီးညဉ့်ညမ်းအောင်လုပ်နေကြပြန်ပြီလားလို့တော့ထင်ရပါတယ်။ Curiosity rover ယာဉ်အင်္ဂါဂျိုဘောကိုပထမဆုံးဆင်းသက်တုန်းကမျက်နှာပြင်ပေါ်မှာ plastic စတစ်ခုကိုတွေးလိုက်ရတော့ NASA ကပညာရှင်တွေတောင်ဒါကြီးဟာဒီကိုဘယ်လိုရောက်နေရလဲဆိုပြီးတော်တော်လေးအံ့အားသင့်သွားခဲ့ကြတာပါ။တေချာလေးလာကြည့်လိုက်တော့မှအဲ့ဒီ plastic စဟာ rover ယာဉ်ဆင်းသက်စဉ်တုန်းကယာဉ်ပေါ်ကကြိုးတွေကိုပတ်ထားတဲ့အကာအကွယ် plastic စကျွတ်ထွက်သွားတာဖြစ်လို့ဂျိုသားတွေလာပစ်သွားတာမဟုတ်ဘူးဆိုတာကတော့လုံးဝတေချာသွားပါတယ်။နံပါတ်4 Mars ဂျိုဘောကမျက်နှာကြီးခုတစ်ခါမှာတော့အင်္ဂါဂျိုဘောမှာတွေ့ခဲ့ရသမျှထဲမှာအချောက်ချားဆုံးလို့တောင်ပြောလို့ရတဲ့ Mars ဂျိုဘောကမျက်နှာကြီးအကြောင်းပဲဖြစ်ပါတယ်။ဒါကို1986ခုနှစ်မှာ NASA ရဲ့ Viking 1အာကာသယာဉ်ကအင်္ဂါဂျိုနာကနေဖြတ်ပြန်ရင်ဓာတ်ပုံရိုက်ကူးနိုင်ခဲ့တာဖြစ်ပြီးပုံထဲမှာတော့လူမျက်နှာတစ်ခုလိုမျိုးမျက်လုံးအိမ်အမဲကြီးနှလုံးနှာခေါင်းနဲ့ပါးစပ်တို့ပါဝင်နေတာကိုအထင်ရှားမြင်တွေ့ခဲ့ရတာပါ။လူတော်တော်များများကတော့ဒါဟာဂျိုသားတွေသူတို့ရဲ့နတ်ဖျားကိုကိုးကွယ်ဖို့တိစောက်ထားတဲ့ကြောက်ရွံ့ကြီးဖြစ်မယ်လို့ယူဆခဲ့ကြပေမဲ့ NASA ကတော့ဒါဟာသဘာဝအတိုင်းတိုက်စားမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ကြောက်တုံးပုံစံတစ်ခုသာဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းဒီလောက်အဝေးကြီးကဂျိုဘောမှာလူမျက်နှာကြီးတစ်ခုလိုပုံစံမျိုးကိုမြင်လိုက်ရတာကတော့တကယ်ကိုကြောစိတ်စရာကောင်းတဲ့ဖြစ်ရတစ်ခုဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။နောက်နေ့ဒီမှာလည်းဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လေးလုပ်ခဲ့ပေးပါဦးနော်။သုံးထိကြည့်ရှုပေးလို့ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။